မြေကမ်းတန်းကမြေကြီးထဲမှာတူးဆွနေတုန်းရွှင့်နေပေကျန်နေတဲ့မြေအိုးတစ်လုံးကိုရုတ်တရက်တွေ့လိုက်ရတယ်။အဲ့ဒါကိုမြက်ထဲမှာဆေးကြိုးပြီးတေချာကြည့်လိုက်တော့အထဲမှာရွှေစတွေးတွေးလေးနှစ်ခုကိုတွေ့လိုက်ရတာပဲ။ကျွန်တော်တုံလို့ဖတ်မိတယ်။ဒီအနားမှာရွှေတွင်းတစ်ခုခုရှိနေနိုင်တယ်လို့ယုံကြည်သွားပြီးအဲ့ဒါကိုသာရှာတွေ့ရင်ငါတော့တထေးကြီးဖြစ်ပြီလို့တွေးမိခဲ့တယ်။ဒီမျောလင်းချက်နဲ့ပဲတခြားတနေရာမှာထပ်ထိုးပြန်တယ်။ဒါပေမဲ့ဒီတစ်ခါတော့ဘာမှမတွေ့ဘူး။ကျွန်တော်တူးတဲ့လမ်းကြောင်းမှားနေပြီဆိုတာသိလိုက်တယ်။အဲ့ဒါနဲ့အမှတ်အသားတွေလုတ်ပြီးနေရာအနှံ့လိုက်တူးတော့တာပဲ။ရွှေရှိနိုင်တယ်လို့ထင်ရတဲ့နေရာတိုင်းကိုဖြည်းဖြည်းချင်းမှတ်သားခဲ့တယ်။နေရောညပါမနာတန်းတူရင်မြက်ကမ်းသားမှာပဲအိတ်ခဲ့တယ်။စားလိုက်ရင်မြက်ထဲကငါးဖန်းစားတယ်။အနားကတစ်ဖင်တွေပေါ်ကငှက်ဥတွေကိုခိုးစားတယ်။ဒီနေ့တော့ငှက်ဥခိုးနေတော့မိခင်ငှက်ကမိသွားတယ်။ရှက်သွားတာနဲ့ငှက်ဥတွေကိုအတိုက်ထဲပြန်ထည့်ပြလိုက်မိတယ်။ဒါပေမဲ့ခဏနေတော့ဥတလုံးနဲ့ယူရင်ငှက်ကရေးအတွက်တထားမှမဟုတ်တာဒီမှာမဟုတ်ပါဘူးလို့တွေးမိပြန်တယ်။မကြခင်မှာပဲငါးကြော်နဲ့ငှက်ဥတွေကိုအားရပါရစားနေတော့တာပါပဲ။စားပြီးရင်တော့နေရာတွေလိုက်မတ်ပြီးပြန်တူးတယ်။ဒီလိုနဲ့ပဲနေရက်တွေကုံဆုံးခဲ့ရတယ်။ရက်တွေကြာလာတာနဲ့အမျှဂျင်းတွေကိုပိုနှက်အောင်တူးလာတယ်လို့တွေးရတဲ့ရွှေစားတွေကလည်းပိုကြီးလာတယ်။နောက်ဆုံးမှာတော့ကျွန်တော်မှတ်သားထားတဲ့နေရာတွေကိုကြည့်ပြီးရွှေတွင်းနဲ့အရန်နီးနေပြီဆိုတာသိကြသွားခဲ့တယ်။အယုံကြည်ရဆုံးနေရာမှာပဲစိုက်တူးဖို့ဆုံးဖြတ်လိုက်တယ်။ဂျင်းကလူတွေရဲ့ကြော်လောက်အထိနှက်သွားတဲ့အခါရုတ်တရက်ရွှေတုံးအကြီးကြီးတုံးကိုတွေးလိုက်ရလို့အဝတ်အိတ်ထဲအမြန်ထက်လိုက်တယ်။တိတ်မကြခင်မှာပဲကြောက်တုံးကြီးတစ်ခုကိုတိုးမိတယ်။အဲ့ဒါကိုခွဲကြည့်လိုက်တော့အထဲမှာရွှေတွေအပြည့်ပဲ။ဝမ်ဒါအားရပဲအဲ့ဒီလမ်းကြောင်းအတိုင်းဆက်တူးသွားတဲ့အခါရှေ့တဲ့မှာပဲရွှေရိုင်းတုံးကြီးတစ်ခုလုံးကိုတွေ့လိုက်ရပါတော့တယ်။တစ်လုံးပြင်ပန်းပန်းကျူစာခဲ့သမျှအရာထင်ခဲ့ပြီပေါ့ကျွန်တော်ပြိုလို့တုံညွညွနာခလေးလေးတယောက်လိုပဲတဟာဟာရဲမောမိပါတော့တယ်